အနန္တ၅ပါးကိုရှိခိုးပါ၏ဖျားဦးသုံးချိန်ချကြရှစ်ခိုးမဖြစ်လည်းခေါင်းချင်းယုံချင်းလိုက်ပေါ့မနဲ့ဒီလောက်ကျဲတဲ့ကွင်းကြီးလည်းမဆန်ဘူးနောက်ကလူကဇွတ်ရှစ်ခိုးရှေ့ကကြောနှစ်ဖူးနဲ့ပြစ်တိုက်ဖို့ရှိပြညာလို့တချို့ထိုင်စရာမရှိလို့မတ်တိုက်ရပိဿက2000ခွဲ3000လောက်ရှိတယ်နဲ့တူပါရဲ့အနည်းတဲ့ပိဿကြီးမဟုတ်ဘူးအနန္တ၅ပါးရှစ်ခိုးပြီးတဲ့နောက်သေချိန်တန်ခသေကြရဆိုတဲ့ဇတ်လမ်းဟောပါတရားနာပိဿကြားဘူးထားတဲ့မန္လိကာဆိုတဲ့မိန်းမတစ်ယောက်ဟာဒီဇတ်လမ်းထဲမှာပါဝင်လာဘုန်းကြီးဟောခဲ့ပါတယ်ဝိသခဇတ်လမ်းကိုဝိသခဇတ်လမ်းဟောတဲ့နေရာမှာမဟာလတာတန်းစာဝိရတဲ့မိန်းမ3ယောက်ရှိတယ်လို့ဘုရားသာသနာမှာဘုန်းကြီးဟောခဲ့ပါတဲ့ပိဿကြီးနောက်ကဆိုးကြည့်စမ်းမှလက်ချိုးပြီးတော့ဝိမန်ဘဘယ်နှချောင်းလဲဝိမန်ဘဆိုကြည့်စမ်းမှဝိဆိုတာဝိသခာဘယ်သူတဲ့တော့မန်ဆိုတာမန္လိကာဘယ်သူတဲ့ဘဆိုတာဘာယာနတိတထေသမီးဘဒ္ဓာဘယ်သူတဲ့တော့ဘာယာနတိတထေသမီးဘဒ္ဓာအဲ့ဒီမဟာလတာတန်းစာကြီးကိုဝစ်ကြရတာဟာဘာလှူခဲ့လို့လဲလို့ဆိုတော့သင်္ကန်းလှူခဲ့လို့နော်သင်္ကန်းလှူခဲ့လို့ဖြစ်ပါတယ်ဒါကြောင့်ဒီသင်္ကန်းလှူခဲ့တဲ့မန္လိကာအကြောင်းကိုဘုန်းကြီးဟောမှာဖြစ်ပါတယ်သင်္ကန်းလှူခဲ့တဲ့မန္လိကာဆိုတော့မန္လိကာကကျမ်းဂန်မှာတချို့နည်းနည်းလေး2ယောက်ရှိတော့ထွေးနေပါတိုင်းပြည်အုပ်ချုပ်တဲ့ဘယင်ကောသလရဲ့မိဘရခေါင်ကြီးကလည်းမန္လိကာဖြစ်ပါအဲ့ဒီကောသလရှင်ဘယင်ရဲ့ဗန္ဓုလစစ်သေနာပတိချုပ်ကြီးရဲ့မယားဖြစ်တဲ့မိမကလည်းမန္လိကာဖြစ်ပါမန္လိကာ2ယောက်ရှိပါတယ်အဲ့ဒီမန္လိကာ2ယောက်ရှိတဲ့နေရာမှာဒီမဟာလတာတန်းစာကိုဝတ်ရတဲ့မန္လိကာသည်ဘယ်သူလဲလို့ဆိုတော့ဘုန်းကြီးတို့ဗန္ဓုလစစ်သူကြီးကြော်ဖြစ်ပါဒီသင်္ကန်းကိုဝတ်ရတဲ့နေရာမှာလည်းပဲသင်္ကန်းလှူရတဲ့အကျိုးမဟာလတာဝတ်ရတာလည်းပဲဒီသင်္ကန်းလှူရတဲ့အကျိုးကြောင့်ဆိုတာဘုန်းကြီးဟောခဲ့ပါတယ်ဒါကြောင့်ဝိသခာတေးဓာတ်ကလေးကိုဘုန်းကြီးရေးထားတာကိုဟိုဘုန်းကြီးတို့အင်းစိန်မှာအဆုံးသတ်ခဲ့ပါကဲဒီတော့ကောင်းပြီတရားနာပိဿမဟာလတာတန်းစာကြီးကိုဝတ်ရတဲ့ဗန္ဓုလစစ်သူကြီးကတော့မန္လိကာလည်းဒီဇတ်လန်းထဲမှာပါလာတဲ့ပေါ့ကောသလမင်းကြီးလည်းပါလာလိမ့်မယ်ဗန္ဓုလစစ်သူကြီးလည်းပါလာလိမ့်မယ်ဗန္ဓုလစစ်သူကြီးရဲ့တူလည်းပဲဒီထဲပါလာလိမ့်ဗန္ဓုလစစ်သူကြီးကိုလိုက်ပြီးဖမ်းကြတဲ့ယထာနဲ့စစ်သေနာပတိ900လည်းပါလာလိမ့်အတော်လေးစုံလင်ပါတယ်ကောသလနဲ့ကျုံမနဲ့ရတဲ့သားဖြစ်တဲ့ဝိတရူပဆိုတာလည်းပါလာလိမ့်ဒီဇလန်းဒီနေ့မပြီးရင်လည်းနှစ်ဖြင့်ကဆက်ဟောတာပေါ့ဇလန်းကတော့အတော်ရှည်လျားပါသို့တော်လည်းပဲဒီနေ့ဟောမဲ့ဇလန်းကိုနည်းနည်းစထားကြပါစို့သာဝတိတိုင်းပြည်မှာမင်းလုပ်ပြီးအုပ်ချုပ်တဲ့ဘုရင်ကကောသလဒါဇတ်ဆောင်နေမပါလို့မဖြစ်ပါပြည်သားကြီးဇတ်ဆောင်ဆိုတာမပါရင်ဖြစ်ပါမလားအကယ်ဒမီရထားတဲ့ရုပ်ရှင်ဇာတ်ကားကမင်းသားတစ်ယောက်တည်းနဲ့ဇတ်ထုတ်တစ်ထုတ်ဖြစ်လာနိုင်ရဲ့လားမင်းသမီးတစ်ယောက်တည်းနဲ့ក៏ဖြစ်လာနိုင်ရဲ့မင်းသားလည်းပါတယ်မင်းသမီးလည်းပါတယ်မင်းသားနဲ့မင်းသမီးချစ်နေတဲ့နေရာဝင်ပြီးတော့နှောက်ယှက်တဲ့လူတွေလည်းပါတယ်နောင်ချင်းချောင်းမဲ့လူတွေလည်းပါတယ်အခိုးတဲ့တိုက်တဲ့လူတွေလည်းပါတယ်ဖမ်းမဲ့စီးမဲ့ရဲရရှိတွေလည်းပါတယ်ရုံးကတ်ရောက်သွားတော့တရားစီရင်မဲ့တရားသူကြီးတွေလည်းပါတယ်မော်တော်ကားတွေပါတယ်မိရထားတွေပါတယ်စုံလင်အောင်ဇတ်ဆောင်နေရပါရသလိုအခုဒီဇလန်းထဲမှာဇတ်ဆောင်အဖြစ်နဲ့ကောသလရှင်မယင်ကလည်းမပါလို့မဖြစ်ပါအဲ့ဒီကောသလရှင်မယင်ရဲ့
အာနာအောက်မှာစစ်သေနာပတိကျုပ်အဖြစ်နဲ့ခံစားရတဲ့ဗန္ဓုလာအဲ့ဒီဗန္ဓုလာစစ်သူကြီးရဲ့မယားသည်ကျွတ်တို့ဟောမန္လာမင်းများရဲ့သမီးဖြစ်တဲ့မန္လိကာဖြစ်ပါလေအဲ့ဒီမန္လိကာသည်ဗန္ဓုလာစစ်သူကြီးနဲ့ရပြီးသောအခါဗန္ဓုလာစစ်သူကြီးသည်ကောသလရဲ့အာဏာအောက်မှာတိုင်းပြည်ရှိတဲ့ဂျွန်းသဘုံများနှိမ်နှင်းအုပ်ချုပ်ပြီးတော့လာခဲ့ဒီလိုအုပ်ချုပ်ပြီးတော့လာခဲ့ရမှဗန္ဓုလာစစ်သူကြီးရဲ့မယားဖြစ်သောမန္လိကာကဝင်စိတ်ထားအခုလောလောဆယ်ပေါ့နောက်တော့ပေါ်လာလေဝင်စိတ်ထားမြုံနေမိမမြုံဖြစ်နေတယ်သားသမီးမထွန်းကားဘူးသားသမီးမထွန်းကားတော့ဗန္ဓုလာစစ်သူကြီးကသားသမီးရခြင်းသားသမီးရခြင်းတာသားသမီးမရတော့မန္လိကာမင်းမိဘများထံမင်းပြန်တော့မင်းနဲ့ငါနဲ့အတူတကွနေလို့ကတော့ငါအမွေခံတိုက်မယ်သားသမီးမင်းရအောင်ဖန်တီးမပေးနိုင်တဲ့မိန်းမမှတ်ထားနော်ဒါကြောင့်ကျုပ်ရေးခဲ့တာပေါ့ကျမ်းဂန်နဲ့ကြိုက်ပြီးတော့လင်းချစ်ဆေးမယားချစ်ဆေးဆိုတဲ့သချင်းတစ်ပုဒ်ဧကဘာဆေးတို့လင်းကမယားကိုချစ်တဲ့ဆေးမယားကလင်းကိုချစ်တဲ့ဆေးအဲ့ဒါကျုပ်ကျမ်းဂန်နဲ့ကြိုက်ရေးခဲ့ယောက်ျားများအတွက်ပုရိသသုတ်မိန်းမများအတွက်မာတုကာမသုတ်ကဲနည်းနည်းလေးတော့အဲ့ဒီလင်းချစ်ဆေးမယားချစ်ဆေးပရိသတ်ပေးလိုက်ပါဦးမယ်ယူသွားကြတကြက်ကြက်ရံဖြစ်နေတဲ့ဟာဒီချစ်ရင်ပဲရံဖြစ်လိမ့်မှန်လားပရိသတ်ကြီးအဲဆိုမလားနောက်ကသိမယုံအောင်ကြားကဲဆိုလားဟေ့အင်္ဂုတ္တရနိကေမြတ်စွာဘုရားဟောကြားခဲ့တယ်ထင်ရှားအောင်နာစေခြင်းနဲ့မတုကမသုတ်ဝဲအဟုတ်ကိုထုတ်ပြတယ်အိမ်အောင်ရှင်းလင်းသာယောက်ျားများရဲ့အတွက်ကိုကွယ်ဗုဒ္ဓဘဂဝါရဲ့ပုရိသသုတ်ထုတ်ဆောင်ပြခဲ့တယ်ရုပ်ရည်လည်းချောရမယ်ဥစ္စာလည်းပေါ်ရမယ်အကျင့်သီလနှောလို့မပြည့်တဲ့သဘောနဲ့သာသမီလည်းရရမယ်ထာမလင်းနေမရအများကြီးချစ်နိုင်တယ်မှတ်ထားဟဲ့လင်းချစ်စေမရချစ်စေတော့ရုပ်ချောရမယ်ဥစ္စာပေါ်ရမယ်အကျင့်သီလရှိရမယ်မပြည့်ရဘူးသာသမီရရမယ်တဲ့ပရိသတ်ရုပ်ချောလို့ချစ်တယ်ဆိုတာကတော့ရှင်းပါတယ်မှန်လားပရိသတ်ကြီးရုပ်ချောလို့ချစ်တယ်ဆိုတာကတော့ရှင်းပါတယ်မရရင်သာရှိရမယ်ရုပ်ရှင်မင်းသားချောချောမိန်းမတွေကြိုက်တာရှင်းသားမရရင်သာရှိရမယ်ရုပ်ရှင်မင်းသမီးချောချောယောက်ျားတွေကြိုက်တာရှင်းသားပဲရှင်မရတော့ဘုန်းကြီးတွေကောမမေးနဲ့မပါဘူးရှင်းတယ်ပရိသတ်ချောလို့ကြိုက်တာရှင်းဥစ္စာပေါ်လို့ကြိုက်တာလဲအတော်ရှင်းတယ်ရုပ်သေးလောက်အောင်ဆိုးရုပ်သေးလောက်အောင်ဆိုးဥစ္စာပေါ်ရင်ချစ်တယ်နော်ဒါလည်းရှင်းတယ်နော်ပြီးတော့တခါအကျင့်သီလတဲ့အဲ့ဒါကြတော့လိုးလားအကျင့်သီလဆိုတာဘယ်လိုအကျင့်သီလတွေလဲယောက်ျားလုပ်တဲ့လူကမိန်းမရဲ့အပေါ်မှာကိုဣမရမှလွဲပြီးတော့တပါးသောမိန်းမတွေနဲ့ဘယ်တော့မှမဖောက်ပြန်လော်လီခြင်းမရှိအဲ့ဒီလိုနေတဲ့ယောက်ျားကိုမယားကပူချစ်တဲ့တကားတို့မှတ်သွားကြနော်ခင်ဗျားတို့ခေတ်ကဘွဲပေါက်နေတဲ့ခေတ်ဘ
ဘာတွေဘွဲပေါက်တာတုံးဆိုတော့အဲ့ဒီဘွဲတွေပဲပေါက်နေအမကြရှေးတုန်းကများရိုးမြေကြဆိုတဲ့အတိုင်းရိုးမြေကြကြသဗျဘယ်လိုရိုးမြေကြသလဲဆိုရင်မရသေးတော့လင်လုတ်တဲ့လူကမရသေးတော့လင်လုတ်တဲ့လူကငါသားသမီးလေးတွေမိတွေးနဲ့ဒုက္ခဖြစ်ချီရဲ့နောက်ထပ်အိမ်တော်မပြုတ်ဘူးတကယ်ရိုးမြေကြမိတွေးကောင်းတယ်ဆိုတာဂေါရမီကလွယ်ရင်ရှိခဲ့သည်ဒါကြောင့်မိတွေးနဲ့ငါသားသမီးတွေဒုက္ခများကြီးရဲ့ဟောအိမ်တော်မပြုတ်လင်းသေးပြန်တော့လည်းမရလို့တဲ့လူကနောက်အိမ်တော်မပြုတ်ဘူးငါအိမ်တော်ပြုတ်လိုက်ရင်ပထွေးလို့သူရဲ့အညိုညင်ခမ်းရမယ်ငါသားသမီးလေးတွေတနာလှကြီးရဲ့ခိုးတုံးကရိုးမြေကြဆိုတာတကယ်ရိုးမြေကြအခုတော့တရားနာပရိသတ်ရေသေပြီးတဲ့နောက်မယူတာတော့မသိဘူးမသေးခင်ကိုဘွက်ပေါက်နေတဲ့ခေတ်ဒါလောက်ပြောသိပြီဒါကြောင့်တရားနာပရိသတ်ကြီးမိန်းမကယောက်ျားရဲ့အပေါ်ယောက်ျားကမိန်းမရဲ့အပေါ်အကျင့်သီလရှိရင်ဒီအိမ်တော်ရေးသာယာတဲ့ဗျာတို့မှန်ရလားပရိသတ်ရုပ်ချောတာပြီးစေပေါ့ဥစ္စာပေါ်တာပြီးစေပေါ့အကျင့်သီလပြီးစေပေါ့မပြင်းကြီးတဲ့သဘောတဲ့လာပြန်ပြီပြိဿမပြင်းကြီးတဲ့သဘောဆိုတာကိုယ့်ထောင်ကကိုမှန်အောင်ရမိန်းမကမယားဝတ်တရားနဲ့ယောက်ျားကလင့်ဝတ်တရားနဲ့စီးတဲ့ရေဆဲတဲ့ကစင်းနဲ့ပြိဿရေစီးတဲ့ရေဆိုတာလင်းရှာထားတဲ့ပစ္စည်းဆဲတဲ့ကစင်းဆိုတာမိန်းမကမယိုးမဖိတ်အောင်စောင့်ရှောက်တာတာစီးထားတာလင်ရှာတဲ့ပစ္စည်းတွေအပြင်ကိုယိုဖိတ်ပြီးထွက်မသွားအောင်ဒါကြောင့်စီးတဲ့ရေဆဲတဲ့ကစင်းလို့လင်နမယားကိုဒီတိုင်းပြောထားစောင့်ရှောက်ပါဘူးခုခေတ်မိန်းမတွေကတော့ငွေယိုပေါက်တွေကတဲများငွေယိုပေါက်တွေတဲများတဲ့ထမင်းဆက်နှစ်ထည်ရှိလေအဆန်းပေါ်ဝယ်နေတာပဲမန္တလေးကမိန်းမတွေပြောပါတယ်အင်းကြီးအထည်30လောက်ရှိလေအဆန်းပေါ်ဝယ်ခြင်းတာပဲအော်သူများသာပြောနေတာဒီကနေ့ဖော့သင်္ကန်းတစ်စုံလှူတော့ကျုပ်ကဟိုလေးရင်မောင်ဆိုတဲ့သင်္ကန်းဝစ်ချင်းနေဗျာခွက်ကြတယ်သူများသာပြောနေတာတောင်ကူစာပြမွဲတရားဟောရင်လည်းဦးစင်းတစ်ပါးကသင်္ကန်းလေးဝစ်လာတယ်မင်းသင်္ကန်းဘာသင်္ကန်းတော့ပါလေးရင်မောင်ဗျာကြတော့မှကွယ်အေးကောင်းသားဟေးတရားသုံးညဟောသင်္ကန်းသုံးစုံထွက်ခြင်းထွက်နေမှာတရားတရားရှိတဲ့ရန်ကုန်ကိုပြိဿမှန်ရလားပြိဿကြီးရှေ့ဆက်ကြပါအောင်ဆိုကြားနေရောဗါတဲ့ရုပ်ချောရမယ်သိသွားပြီဥစ္စာပေါ်ရင်ချစ်တဲ့ရှေ့ဆက်ကြပါအောင်ဆိုကြားနေရောဗါတဲ့ရုပ်ချောရမယ်သိသွားပြီဥစ္စာပေါ်ရင်ချစ်တယ်သိသွားပြီအကျင့်သီလရှိရင်လင်ကချစ်တယ်မယားကချစ်တယ်သိသွားပြီနောက်ပြီးတော့မပြေးရတဲ့သဘောသိသွားပြီထမ်းပါရေထမ်းတဲ့အလုတ်ထင်းဖြတ်တဲ့အလုတ်ကုံကွအလေးအပင်ထမ်းရမယ့်ကိစ္စတွေကိုယောက်ျားအလုတ်ခွန်ဆိုင်အားဆိုင်လုပ်ပါဘယ်တော့မှမိန်းမမခိုင်းပါနဲ့ထင်းဖြတ်နေကြမဟုတ်တဲ့မိန်းမကိုဖြတ်မပေးဘဲနဲ့အဖြတ်ခိုင်းလို့လက်မပြတ်တဲ့မယားတွေရှိကြသည်လောကကိုယ့်လို့ကိုမလုပ်လို့ပေကြသည်လောကကိုယ့်လို့ကိုမလုပ်လို့ပေချင်းစိုးသူဖြတ်နေကြငါခိုင်းတော့ငါလက်မအတူလေးနဲ့ဖြစ်နေမချစ်ဘူးအဲ့ဒီလေတချို့ကြည့်မိမလှုပ်တဲ့လူကထမင်းချက်ရမယ်ကိုယ့်အလုပ်ကိုမလုပ်ဘူးပြင်းလာတဲ့ယောက်ျားအချက်ခိုင်းယောက်ျားအချက်ခိုင်းတော့ယောက်ျားကဖြစ်တယ်လို့ချက်ကုန်ဖြစ်တယ်လို့ချက်တော့မိမကကိုချက်တုံးကတော့မိဖို့ကြောင့်ချက်နေကြပြုတ်နေကြစားကောင်းတယ်လင်ချက်တာဟန်မကြတော့အပြစ်တင်ဘာလို့လောက်ချက်တာထမင်းတွေပတ်စာဖြစ်ပတ်စာဖြစ်မိမချက်ပါထမင်းမောထားတတ်ကြပြန်ရောကိုလို့ကိုမလို့လို့ကိုတော့ကိုမရဖဲနဲ့ယောက်ျားကယောက်ျားလှုပ်တဲ့အလုပ်ပြင်းရည်နေမယ်ဆိုရင်မိန်းမကမိန်းမလှုပ်ပြင်းရည်နေမယ်ဆိုရင်ပရိသတ်ကြီးအဆင်ပြေပါဒီနေရာထားခဲ့ကြတော့ရှေ့ဆက်သွားကြအောင်မပြင်းပါနဲ့ကိုတော့ကကိုရမှချစ်တယ်ဗျကိုလို့ကိုလုံးမှချစ်တယ်ဗျလင်ကလင့်တောင်ရမယားကမယားတောင်ရရှေ့လျှောက်ပြောနေရင်စကားကြောရှိမှစိုးလို့ရုပ်ချောရမယ်ဥစ္စာပေါ်ရမယ်အကျင့်သီလရှိရမယ်ပြီးတော့တရားနာပရိသတ်ကြီးမပြင်းရရဘူးတဲ့ဗျ၄ခုပြီးသွားပြီတစ်ခုကြံသေး
တခုကသားသမီးရရမယ်တဲ့သားသမီးရမှမယားကိုလင်ကချစ်သည်သားသမီးရမှလင်ကိုမယားကချစ်သည်ခမည်းတော်ကဆိုလိမ့်မည်မိမများသားသမီးရမှလင်ချစ်တယ်ဆိုတာထားပါတော့ဖယားလင်ဆိုတာသားသမီးဘယ်နဲ့လို့ရမတော့ဘာဆိုင်တော့မပြောနဲ့ဆိုင်တယ်ရှင်းအောင်ပြောနေတာနော်မိမတယ်မြုံတယ်မထင်နဲ့ယောက်ျားလည်းမြုံတယ်ယောက်ျားဘာလို့မြုံတာတုံးဆိုတော့မြုံလို့ပေါ့ဗျာအဲ့ဒါတော့အရာထဲရှောင်းမေးကြည့်တချို့သားသမီးမရတဲ့ကိစ္စသူ့ကြောင့်လို့ကိုကြောင့်လို့အဲ့ဒီအိမ်တော်ကြီးတယောက်နဲ့တယောက်ရှေ့သိပ်ပြောလို့မကောင်းဆိုဒီနေရာရက်တာကောင်းယောက်ျားလည်းမြုံတယ်ဒီလောက်ပဲပြောခဲ့မယ်သဘောမပေါက်အရာထဲဖိုးကြီးဖွားကြီးတွေသာရှောင်းမေးကြည့်တော့ကျန်ဒီကောင်ကပြောလိုက်တဲ့ယောက်ျားလည်းမြုံတဲ့သားသမီးရတဲ့နေရာမှာယောက်ျားနဲ့လည်းဆိုင်တဲ့ကဲဒီလောက်ဆိုသိပြီဒါကြောင့်တရားနာပရိသတ်ကြီးသားသမီးရလို့ရှိရင်ဖြင့်လင်ကလည်းသားသမီးကိုအကြောင်းပြုပြီးတော့မယားကိုပို့ချစ်သည်မယားကလည်းသားသမီးတန်ရောစဉ်ကြောင့်လင်ကိုပို့ချစ်သည်အကယ်၍တယောက်နဲ့တယောက်ကပေါင်းကစားဖြစ်ပြီးတော့လင်မယားအခက်မသိလို့တခြားစီဖြစ်ပြီးကင်းကွာနေကြတာတောင်မှကလေးတွေနဲ့အောင်တယ်လို့ရချစ်ကြပြန်သည်အချို့အခက်မသိရဖြစ်တာဒါဖြစ်တော့တကွဲစီတပြားစီနေကြရောကလေးတွေကဘယ်ဘက်လိုက်ရမှမသိဘူးအဖေချစ်တဲ့သားသမီးကအဖေချစ်တဲ့ဘက်ပါသွားရောအမေချစ်တဲ့သားသမီးကအမေချစ်တဲ့ဘက်ပါသွားရောအဲ့ဒါကလေးတွေနဲ့အောင်တယ်လို့ဟောကောင်မလေးအားလုံးမေးရငါအဲ့ဒီတစ်ထည်ညိဖေးထုတ်ကြည့်တယ်များရောပါသွားလားသွားလိုက်ကြည့်စမ်းမဟုတ်ဘူးအောင်သွဲတာဒါကြောင့်သားသမီးရလို့ချစ်တယ်ဆိုတာရှင်းအောင်ပြောနေတာပါဒီထဲတရားနာပြည်သားအဖေလှုပ်တဲ့လူကပြောတယ်လူလေးခင်ဗျာမင်းမေတော်ဆိုတဲ့မိန်းမအဖေအိတ်ထောင်နဲ့ငွေစိတ်ထည့်ထားတယ်အဲ့ဒါခုသူရှိပါသွားပြီသွားလိုက်တော့ကြည့်ဘယ်ဟုတ်မလဲစကားရအောင်လို့ပြန်လာတယ်မမေရဘာပြောလိုက်ဟိုကလည်းညိဖေရဘာပြောလိုက်ဒီလိုနဲ့ကလေးတွေကြောင့်ပြန်ပေါင်းထုတ်ကြတယ်အဲ့ဒါသားသမီးကြောင့်သားသမီးရလို့ချစ်တယ်ဆိုတဲ့ကိစ္စမှာလင်ချစ်စေမရချစ်စေခင်ဗျားတို့ရှင်းအောင်ပြောနေတာပါကျမ်းဂန်နဲ့မပါဘူးကျုပ်ရှောက်ရှာရှင်းနေရနားလေအောင်ဒါကြောင့်ဒီပြိဿကြီးနားလေလို့နားနေကြတာအဲလင်ချစ်စေမရချစ်စေသဘောပေါက်သွားပါလားပြိဿပေါက်တဲ့သာပြောတာအိမ်ကြမေးကြည့်ဘယ်နှခုတုံးမေးကြည့်တယောက်နဲ့တယောက်5ခုကပြောဆောင်ပါ5ခုကတော့5ခုဟုတ်ပါပြီအဲ့ဒီ5ခုက5ခုပါဆိုထမေးနေဗျမပြောတတ်ရင်မေးတဲ့လူဒေါကန်အောင်မှတ်သွားဟဲ့ရုပ်ချောရမယ်ဥစ္စာပေါ်ရအကျင့်သီလရှိရမပြင်းရဘူးသားသမီးရမယ်တဲ့ကြိုင်မမှတ်မိလဲနောက်မှတိတ်ခွေတွေဖွင့်နားထောင်ရှေ့ဆက်ကြအောင်ဆိုအခုမန္လိကာခေါ်တဲ့ဖန္ဓုလစစ်သူကြီးကတော်သည်သားသမီးမရတော့ဖန္ဓုလစစ်သူကြီးကသွားနှင့်မိဘထံပြန်တော့နှင့်ငါအလိုမရှိလို့နှင်ထုတ်လိုက်သည်နှင်ထုတ်လိုက်တော့တရားနာပရိသတ်ရေမန္လိကစစ်သူကြီးကတော်ကမြတ်စွာဘုရားကိုတော်မြတ်ကြီးဖူးမြော်ကြော့ပြီးမှမိဘများထံပြန်ရတာကောင်းထင်ရဲ့ဘုရားရွှေเจ้าတော်ကြီးဝင်းလို့ဘုရားကြော့မြတ်စွာဘုရားကိုကြော့ပြီးတော့မြတ်စွာဘုရားတဲ့ဘုရားတပည့်တော်သည်ဗန္ဓုလစစ်သူကြီးကနှင်းထုတ်လို့တပည့်တော်မိဘထံလို့ပြန်ရတော့မှာပါဘုရားဟဲ့ဘယ်နဲ့ကြောင့်နှင်းထုတ်တာတို့ဒါကသားသမီးမရလို့ဘုရားမှတ်ထားနော်တချို့ကဘုန်းကြီးတွေနဲ့ဘာဆိုင်နှုံးနဲ့ဟိုမဲ့အဲ့ဒီကိစ္စကိုဘုရားထံလျှောက်ကုန်များရောပြိဿမန္လိကာကြီးကတပည့်တော်သားသမီးမရလို့အိမ်ကနှင်းထုတ်တယ်ဘုရားဒီတော့လေဟဲ့မန္လိကာတဲ့ဒီလိုဆိုရင်သင်မိဘထံပြန်စရာမလိုတော့ဘူးဗန္ဓုလစစ်သူကြီးဖြစ်သောသင်လင်သားရဲ့အိမ်သို့သာသင်ပြန်သွားတော့ဘုရားကမိတ်လိုက်ဘ
ရားကမြင်တယ်ပြိဿပိဿကြီးဖရားမြင်တယ်ကျွတ်တို့မမြင်ဘူးဖရားကမြင်တော်မူတဲ့နေရာမှာဓာတ်မှန်ရိုက်ကြည့်နေတာမဟုတ်ဘူးပြန်တော့တဲ့ရမယ်လို့တော့မပြောဘူးပြန်တော့ဆိုတော့ရှင်းဒီကိစ္စနဲ့ကြောင့်တော့နိမိဘထံမပြန်နဲ့တဲ့အိမ်သာပြန်တဲ့ရလိုက်မယ်ဆိုတာကိုမန္လိကာကလည်းမပြောပဲသိတော့အိမ်ပြန်သွားအမိတ်မရှိပဲသိတော့အိမ်ပြန်သွားဟေးမန္လိကာငါနှင်းထုတ်လိုက်တာဘယ်နဲ့ကြောင့်ခုအိမ်ပြန်လာတာပန္ဒုလစစ်သူကြီးမြတ်စွာဘုရားကိုရောမြတ်ကြီးကြော့ပြီးမှမိဘထံပြန်မယ်ဆိုပြီးတော့ဝင်းကြော့သောခါမှာဘုရားကိုရောမြတ်ကသားသမီးမရတဲ့ကိစ္စကြောင့်တပည့်တော်နှင်းထုတ်လိုက်လို့မိဘထံပြန်မယ်ဆိုတာနဲ့မိဘထံသင်ပြန်စရာမလိုဘူးပန္ဒုလစစ်သူကြီးထံသာပြန်သွားတော့အမိန့်ရှိလို့ဘုရားကိုရောမြတ်ပြားဒီစကားကြောင့်ကျုပ်ပြန်လာတာပါပန္ဒုလစစ်သူကြီးကစဉ်းစားအော်မြတ်စွာဘုရားကိုရောမြတ်သည်အရှိကိုမြင်တော်မူတယ်မြတ်စွာဘုရားကိုရောမြတ်သည်ဉာဏ်တော်နဲ့မြင်လို့သာတင့်လင့်အိမ်ကိုပြန်တော့လို့မြတ်စွာဘုရားလွတ်တော်မူလိုက်တာပဲကဲဒါဖြင့်နေတော့ဆိုပြီးခွင့်ပြုလိုက်ဒီလိုနေလာခဲ့ရမှတရားနာပိဋကရေအဲ့ဒီဗန္ဓုလစစ်သူကြီးကတော့ဖြစ်တဲ့မန္လိကာခေါ်တဲ့မိမသားသည်ချင်းချင်းဖြစ်လာသူ့ချင်းချင်းကဘာဖြစ်လာလဲသူ့ချင်းချင်းဖြစ်လာဘုံကဗန္ဓုလစစ်သူကြီးတဲ့ကျုပ်ဝေသာလီလိษဝီမင်းတို့ရဲ့ရေကအဲ့ဒီရေကန်ထဲမှာရေချိုးခြင်းနဲ့အဲ့ဒီရေကန်ထဲရေချိုးခြင်းနဲ့ဆိုတော့သာသမီရခြင်းနေသောဗန္ဓုလစစ်သူကြီးကကဲဒါဖြင့်လာသွားကြစို့ဘိုးကြီး1000တင်မှရတော့လေးကြီးနဲ့ဟောယထာဘောတင်ပြီးတော့ဗန္ဓုလထွက်ပြီးယူအဲ့ဒီရေကန်ရဲ့အနီးမှာလည်းပဲကျွတ်တို့လိษဝီမင်းရဲ့အိမ်ကရှိအဆောင်အကြက်တင်းနဲ့ထားလိုက်တာရေကန်တရားနာပြည်တာငှက်တောင်မဝင်နိုင်ဘူးတဲ့ငှက်တောင်မဝင်နိုင်အောင်စောင့်ကြပ်ပြီးတော့ထားတဲ့ရေကန်ဗန္ဓုလစစ်သူကြီးဝင်သွားတက္ကစောင်းကိုတရားနာပြည်တာကြိမ်ထုံးနဲ့ရိုက်ကြိမ်ထုံးနဲ့ရိုက်ပြီးတော့တရားနာပြည်တာရဲ့တန်လျက်နဲ့အကုန်လုံးတကားတွေခုတ်ဖြတ်ပြီးတော့ရေကန်နဲ့ဝင်သွားမန္လိကစစ်သူကြီးကတော့ကိုသူရေချိုးပေးသူကိုယ်တိုင်လည်းရေချိုးသူကိုယ်တိုင်လည်းရေချိုးပြီးတော့တရားနာပိဋကပြန်ထွက်လာရောပြန်ထွက်လာတော့လေလက်ဆွေမင်းနေကြားတက္ကသံကိုကြားလိုက်ဟေးတို့ရေကန်နဲ့ရန်သူဝင်တယ်ဟေးရန်သူပဲရန်သူလေဘယ်ရန်သူရမလဲအခုကြားပြီယထာပြေးတဲ့အဲ့ဒီယထာဟာဗန္ဓုလစစ်သူကြီးရဲ့ယထာသာရာစကွာမင်းအပေါင်းရဲ့အလေဒီရေကန်တဲ့သူ့မှုလာရဲ့တွေ့ကြသေးတာပေါ့ဟေးလာယထာပြေးလိုက်မယ်ဗန္ဓုလကိုဒီကနေ့တတ်မကွာဆိုပြီးယထာအစီ900ပြိတ္တနဲတာမဟုတ်ဧသာကြီးယထာအစီပဲ200တော့ယထာအစီ900နဲ့တရားနာပရိသတ်ရေ6ဝတ်တန်းစာတွေဝတ်လို့လေးလက်နဲ့ကိုစီနဲ့လိုက်ကြလိုက်မဲ့လို့တော့လိษဝီမင်းကတားတယ်ပရိသတ်အမောင်တို့မလိုက်ကြနဲ့မသိဘူးထင်တယ်။အိုးကိုယ့်ရေကနဲ့ဝင်ပြီးတော့လားစော်ကားတဲ့ဗန္ဓုလဘာလို့မလိုက်ဖဲနေရဘသူကသိခံနိုင်မလဲမလိုက်ကြနဲ့ငါနဲ့သူအတူတကွနေလာခဲ့ဘူးတဲ့မင်းတို့လိုက်လို့ရှိရင်အသက်ကုန်မှသနာလို့ကောင်းမသေးလိုက်အေးငါတားလို့မရရင်လိုက်တာတော့လိုက်ကြပေါ့ကွယ်တို့အဲ့ဒီဗန္ဓုလစစ်သူကြီးရဲ့ယထာနောက်ကလိုက်ရမှာဆိုတော့သူ့ယထာလေဟိုယထာဘိန်းဗတောင်းမြေကြီးဝင်သွားအောင်မြုပ်တဲ့ယထာဘိန်းရာမြင်ရင်တော့သင်တို့ပြန်ခဲ့ကြနော်ပြန်ခဲ့ကြပိဋကဗရောင်းဆိုတာဝင်ရိုးနာကပ်နေတာသိရလားပိဋက
ဘာတောင်းထီအောင်များမြုပ်သွားတဲ့အရာကိုမြင်ရင်သင်တို့ပြန်ခဲ့ကြနော်မလိုက်နဲ့အကယ်၍ယထာဘိန်ဗရောင်းထီအောင်ဝင်ရအရက်ကိုမပြန်ခဲ့ရင်ဖြင့်အတန်ကြားလို့ရှိရင်အမောင်တို့ပြန်ခဲ့ကြ900ပေမဲ့လို့တယောက်ထဲသောပန္ဒုလာမလိုက်နဲ့နော်အတင်ရဲပြီးတော့အကယ်၍အတန်ကြားယုံမြနဲ့မပြန်ခဲ့လို့ရှိရင်ဖြင့်ယထာဥမာအပေါက်တွေမြင်လို့ရှိရင်ဖြင့်ပြန်ခဲ့ကြယထာဥမာအပေါက်မြင်ရင်ပြန်ခဲ့ကြတဲ့မှားလိုက်တော့လိုက်ရောပရိသတ်ရေဟေးလိုက်ပေပေတော့ဟေးဘာလို့လိုက်ရတအောင်ဟေးလိုက်ပြည့်ဆိုတဲ့စကားကလည်းဟိုဗန္ဓုလကိုဖမ်းမလို့ပြစ်တဲ့အခါမလေးဒီစကားကျုပ်ဟိုမန္တလေးနာကစစ်တပ်နာသွားဟောစစ်ကား30ရောက်ကျုပ်လန့်သွားခုနဘာဖြစ်ကြတာတော့နဲ့မဟုတ်ပါဘူးလို့တရားဟောတာဖဏတွေနဲ့ဆင်းလာကျုပ်ကလန့်သွားတာပေါ့တရားဟောတာပြစ်နဲ့ပြစ်နဲ့ဆိုတာကဟိုနောက်ကဗန္ဓုလဖမ်းမလို့လိုက်တဲ့ယထာတွေကအော်တဲ့အခန်းအော်ပြတာဟောပြလဲဆိုပြန်သွားကြတယ်နောက်တော့ကျုပ်ရောက်တော့သိနေကြတာပေါ့ကဲရှိစေတော့တရားနာပြေးသွားဟေးပြေးဆိုပြီးတော့တခါတည်းနောက်ကနေလိုက်တာပရိသတ်ရေဗန္ဓုလစစ်သူကြီးမယားမန္လိကာကမောင်ဖျားအာကိုရဖြစ်တော်မဟာဗန္ဓုလကြီးနောက်ကယထာတွေလိုက်လာပြီရန်သူတွေလိုက်လာပြီဟေးယထာတွေလိုက်လာလို့ရှိရင်ဖြင့်ရော့ဒီကျိုးကင်ထားဆိုပြီးဘိုးကြီး1000တင်မရတော့လေးကြီးကိုတအားဆောင်းတင်လိုက်တရားနာပရိသတ်ကြီးယထာဘိန်းကြီးလေဗထောင်းထီအောင်မြုပ်သွားမြင်နေဟိုနောက်ကယထာတွေမြင်မေးသည်ဆက်လိုက်တာဒေါသကဖြစ်နေတော့ဗထောင်းမြုပ်ရင်ပြန်ငယ်တဲ့အဲ့ဒါလေးတင်တာလို့ဟိုကမပြောခြင်းလို့ဒါမပြန်ဘူးမပြန်မနဲ့ဗထောင်းမြုပ်ရဲ့သားနဲ့ဆက်လိုက်ဗထောင်းမြုပ်ရဲ့သားနဲ့ဆက်လိုက်တော့တရားနာပရိသတ်ကြီးမောင်ဖျားလိုက်လာတော့မယ်ဟင်လိုက်လာလို့ရှိရင်ဖြင့်နမနေအောင်ဆိုပြီးတော့တရားနာပရိသတ်ရေကျိုးတွေကိုညှိပြီးတော့ခတ်လိုက်တဲ့အတန်သူတို့ကြားမိုးချိုးထစ်တဲ့အတိုင်းကြားလိုက်တော့ကြားသားပဲလိုက်တော့မယ်ကြားရသားနဲ့နောက်မပြန်ဘူးမပြန်တော့တရားနာပရိသတ်ကြီးမောင်ဖျားလိုက်တုံးမယ်လို့ဆိုတော့ဟဲ့နမမန္လိကာယထာ900ဟာလေရင်ပေါင်တန်းပြီးမလာပဲနဲ့ယထာတစင်းတည်းလို့ထင်ရတဲ့အချိန်မောင်ဖျားကိုပြောစားမောင်ကိုပြောစားယထာတစင်းလို့ထင်ရတဲ့အချိန်ဆိုတာဒီလိုပေါ့ပြိဿအဲ့လိုကျုပ်လက်သမ်းမမြင်ရအဲ့ဒီကနေလက်သမ်းမှန်အောင်ပြစ်ဟိုပမာပြောတာနော်လှမ်းမပြစ်လိုက်နဲ့ပြောရသေးတာကိုဒီမဲ့အဲ့ဒီကနေလက်သမ်းကိုလှမ်းပြစ်လက်သမ်းကိုပြစ်ရင်လက်သမ်းနဲ့မကဘူးဟောဒီ9ချောင်းအကူပြတ်နိုင်သူကတဲ့အောင်ပြောတာတဲ့အောင်ပြစ်ချင်လို့900လုံးတစ်ပြိုင်တည်းဖောက်ရှင်လို့ယထာတစင်းနဲ့လို့ထင်ရတဲ့အချိန်ကိုနှမမောင်းကိုပြောဆိုတော့ယထာတွေအကုန်လုံးတန်းပြီးတစင်းနဲ့ထင်ရမောင်ဖျားယထာတွေအကုန်ပြောက်သွားပြီးတစင်းနဲ့လိုက်လာတယ်အဲ့ဒီကြောင့်ဟိုသဘောပေါက်တဲ့တစင်းနဲ့ဆိုကြတဲ့ကအဲ့ဒီနေရာမှာတရားနာပိဋကလေးနဲ့ပြစ်ချလိုက်တာရှေ့ဆုံးယထာကနေပြီးတော့နောက်ပိတ်ဆုံးယထာအထိ900စလုံးအကုန်လုံးဖောက်ထွက်အမလေးယထာပေါ်လိုက်တဲ့တရားနာပရိသတ်ရေသူရဲကောင်းတွေဟာလေသူတို့ရင်ဘက်ကနေဖောက်ထွက်သွားတဲ့မြားဖောက်မှမသိဘူးတတိနော်တတိတရားနာပရိသတ်ဗမာရာဇဝင်ဖယားလက်ထက်ကျမ်းဂန်တွေကဟာဒီကျုပ်ပြောနေတာဖောက်မှမသိဘူးလိုက်တော့ဟဲဘာလူလားမင်းကြောက်သလားယာသေးနေပြီသူကရက်ခိုင်းတော့မဟာဗန္ဓုလကပြောတယ်သင်တို့မလိုက်နဲ့တဲ့
ငါမပြေးပါဘူးတဲ့ကြောက်လဲမကြောက်ပါဘူးတဲ့သင်တို့အသက်မရှိဘူးတဲ့အေးအသက်မရှိတဲ့လူကဒီလိုနေမလားအသက်ရှိလို့စကားပြောတယ်အသက်ရှိလို့ယထာစီးတယ်အသက်ရှိလို့ပြစ်မလို့ကြမ်းနေတယ်အသက်ရှိလို့လိုက်သကွာမယုံရင်တဲ့သင်တို့ယထာနောက်ပိတ်ဆုံးကလူရဲ့6ဝတ်တန်းစာတွေကိုဖြုတ်ကြည့်လိုက်စမ်းဖြုတ်ခိုင်းနောက်ပိတ်ဆုံးကလူဖြုတ်ကြည့်လိုက်တော့အပေါက်ကြီးဖြစ်ဟာဟေးမလေးနောက်ဆုံးကလူသေးတယ်ဆိုတော့ရှေ့အကောင်လည်းအဲ့ဒီကြမှာဟေးအာမလေး6ဝတ်တန်းစာဖြုတ်လိုက်တော့ပေါက်ဖြစ်နောက်ဆုံးလူသေးရင်ဖြစ်ဒုက္ခပါပဲဘာလူလားတော့ဘာမလားနောက်ဆုံးလူတောင်သေးပြီတဲ့မင်းတို့ကစဖောက်တာဟေးအမလေးယထာဘောပါလာတဲ့လူတွေနဲ့မှားတဲ့ကိစ္စမှာအေးကသားလေးကိုပြောလိုက်ကြပါမယားကိုပြောလိုက်ပါမှားကြတော့ပေါ့အဲ့ဒီကြောင့်မှမှားတဲ့နာတွေမှားပြီးတော့တရားနာပြည်သား6ဝတ်တန်းစာတွေဖြုတ်တဲ့အခါ900စလုံးသေတယ်ဗန္ဓုလနောပြည်သားဒါကြောင့်ဗန္ဓုလကဘုရားလက်ထက်ကစတာခုနောက်ပိုင်းမဟာဗန္ဓုလဆိုတာတွေလည်းတချို့သိကြသားနဲ့ရာဇဝင်တွေကတော့ကျုပ်ကအကုန်လုံးမသိဘူးတရားနာပြည်သားရာဇဝင်လည်းမကြည့်မိလို့ဟေးရှိစေတော့အဲ့ဒီလိုတရားနာပြည်သားကြီးပြစ်တက်ပြီးတော့ပြန်သွားလိုက်ပြန်သွားပြီးတဲ့နောက်မဟာဗန္ဓုလစစ်သေနာပတိချုပ်ကြီးရဲ့မယားဖြစ်သောမန္လိကာသည်သားတစ်ယောက်ဖွားမြောက်နောက်များမကြခင်တစ်ယောက်များမကြခင်ဆိုပြီးတစ်နှစ်ကျော်လောက်တော့ခြာလိုက်ကတိကတဝင်လာမှဆိုလို့ဆက်ရကြီးလားဖရလို့မမေးနဲ့ဟုတ်သားပဲနောက်တစ်ယောက်အနောက်တစ်ယောက်နဲပေါင်း32ယောက်ခွာမဲတချို့ကဟာယုံမှုစနဲ့ဟေးမယုံမရှိနဲ့ဝိသခာသာသမီ2ကြိမ်မြေလေးရမြစ်ရှိထောင်လို့မန္တလေးဟောတော့ကျောင်းသားလေးတယောက်ကတက်မေးတယ်လွန်မှုလားဖေဟာလွန်မလွန်မင်းနဲ့ဘာဆိုင်တော့လို့ तू တတ်ထိုင်လို့ तू မွေးတာပဲဘုရားဟောမယုံတဲ့လူတွေကဒုဗမာပြေတော်ပေါ်လာပြီမမြင်လို့လက်တွေ့မဟုတ်လို့နဲ့အဲ့ဒါလိုဖြစ်နေတော့အတော်ခွက်ကြတယ်ကျုပ်ကလည်းလက်တွေ့ဟောခြင်းတော့လေရှာထားရဝိသခာဟောတော့အဲ့ဒါလိုမေးတော့ကျုပ်ကပြောတယ်မယုံဘူးလားလို့မယုံလို့မဟုတ်ပါဘူးဗျာတဲ့မလိမ္မာနဲ့ကွာလို့မေးကြတဲ့ကမယုံလို့မေးတာရှင်းပါတယ်မင်းတို့ကလက်တွေ့မှယုံတယ်ဆိုတဲ့ကောင်လေးလို့ဟေးငါလည်းလက်တွေ့တော့ရှာထားတယ်လို့ပလဲမြို့မှာလေငါဆရာဝန်ကြီးကဆုံးပင့်ကတ်တယ်လို့အဲ့ဒီဆရာဝန်ကြီးဆုံးပင့်ကတ်တော့ငါလူများရှိတဲ့အိမ်မေးတာလို့လက်တွေ့ဟောခြင်းလို့ဆရာဝန်ကြီးမွေးခြင်းပဲ2ယောက်ရှိတော့ဆို21ယောက်ရှိတဲ့ကွာလို့မယုံရင်သွားမေးလို့ပလဲမြို့မှာလို့ငါဇရိတ်တော်ပေးဘူးလို့မင်းဖာမဲမေးလို့ဝိသခာကသား10ယောက်သမီး10ယောက်2ကြိတ်ကွာလို့ပလဲမြို့ကဆရာဝန်ကြီးက21ယောက်ကွာလို့1ယောက်ပူသေးတယ်ဒါကြောင့်တချို့ကကိုမမြင်တာနဲ့မယုံဘူးလို့နေတတ်ပါတယ်ပြိဿအခုကြီး32ယောက်တဲ့ဒီတဲ့ဗရုမဒေဝီသံ900ဖွာတာမေးသေးတယ်ဟုတ်နိုင်မှာဘူးခင်ဗျာတဲ့ဘာပြုလို့တော့ကွာဆိုသေးမှာပေါ့ခင်ဗျာဝါကြတဲ့ကောင်တွေလို့ဆိုမှဗရုမဒေဝီသံ900ဖွာတာသေးမှာလို့တော့နောက်မှပြောရတယ်ကွာလို့အဲ့ဒီစကားကနောက်စကားလို့ဘယ်လိုမွေးဖွားတုံးဆိုတာအရင်မေးစမ်းမှာကွာလို့မင်းတို့ကရှေ့စကားနောက်စကားရှေ့တော့ခွတ်ကြတဲ့ကောင်တွေလို့ကိုက်ဖျားတဲ့ဘယ်လိုမွေးဖွားတုံးတယောက်တည်းမွေးဖွားတာကွာ900ဆိုဖျားဟုတ်တယ်လို့ရှင်မယားတယောက်တည်းမွေးဖွား900ဆိုတော့မင်းကလည်းဆုံးအောင်နားမထောင်ဘူးပြစ္ဆေကဗုဒ္ဓကိုကြာပန်းလှူပြီးတော့အရှင်မြတ်ကဲ့သို့သောပုဂ္ဂိုလ်တွေတပည့်တော်သား900ရပါလို့ဤသူစုတောင်းကြောင့်ဖွာတာကတော့တယောက်ဖေးခွာလို့မိမများရဲ့ဓမ္မရာဥဒုတွေကသားဖွာလို့စင်ကြသွားတဲ့သွေးဆက်တွေကနေပြီးတော့ကလေး900ဖြစ်တာသူစုတောင်းကြောင်းကွာလို့အဲ့လိုဆိုရင်တော့ဟုတ်တာပေါ့ဗျာတော့ခွက်ကြတယ်ပရိသတ်မယုံဘူးဆိုတာကသေမာဆိုတာကအရင်ပြောတယ်ဘယ်လိုမွေးလို့ဆိုတဲ့အရင်မေးရမယ်စကားတော့နောက်ဖွက်ထား
ဒါကြောင့်ကွယ်တော်ကြည့်ယခု32ယောက်ဖွာသည်ပြည်သားကြီးပဲ2ယောက်တော့32ယောက်ကလည်းတရားနာပရိသတ်ရေချွေးမတွေကိုစီပေါ့ချွေးမ32ယောက်သား32ယောက်ဘောင်းပဲ2ယောက်တော့64ယောက်နဲပါအဲ့ဒီသူ့သားတွေကလည်းတရားနာပရိသတ်သူ့ပညာတွေအကုန်သင်ပေးထားသူ့ပညာတွေအကုန်သင်ပေးထားတာပရိသတ်သူ့ပညာတွေအကုန်သင်ပေးထားတော့တရားနာပရိသတ်ကြီးတယောက်ကို1000ဒေသတယောက်ဘယ်လောက်တဲ့မင်းသားတယောက်ကိုအရန်1000မင်းသားတယောက်ကိုနောက်က1000ဆိုတော့မင်းသား32ယောက်ဆိုတော့ပရိသတ်ကြီးဘယ်လောက်ရှိပါ3000နဲ့2000နဲဘူးပရိသတ်ကြီး3200ရှိအဲ့ဒီ3200နဲ့တရားနာပရိသတ်သား32ယောက်နဲ့ဒီပညာတွေကလည်းသူကအကုန်သင်ပေးထားနောက်တော့တရားနာပရိသတ်ရေဗန္ဓုလစစ်သူကြီးကတရားစီရင်တဲ့နေရာမှာဝင်ပြီးတော့သူ့သွားတိုင်တာကိုဗန္ဓုလစစ်သူကြီးတဲ့နိုင်ရမယ်လူအရှုံးပေးပြီးအရှုံးပေးရမယ်လူအနိုင်လုပ်ပြီးဘယုတ်ဒုက္ခဖြစ်ကုန်ပြီဟဲ့လားငါစီရင်မယ်ဆိုသူတရားစီရင်တော့တရားနာပရိသတ်ရေမှန်ကန်ဆုံးပြဥအော်တောင်းတင်ဖြစ်လာဥအော်တောင်းတင်ဖြစ်ပြီးတော့တရားနာပရိသတ်ချိန်မုန်းတဲ့အတန်ကြီးများလာတော့ဘုရင်ကဒီစကားကိုမေးတယ်ဟဲ့ဒီတန်ဘာသာလို့မှန်လားပါဗျာကောသလရှိမရင်ဗျာဗန္ဓုလစစ်သူကြီးကတရားစီရင်တဲ့နေရာမှာမှန်ကန်ဆုံးပြလို့ဝိုင်းပြီးတော့တိုင်းသူပြည်သားတွေချီးမွမ်းဩဘာထုံးမနာပြုတဲ့အတန်ပါဗျာအေးတော်တကွယ်မောင်မင်းများဝမ်းမြောက်ဝမ်းသာနဲ့ဒီလိုတော်တကွယ်မောင်မင်းများလို့အဲ့ဒါလို့ပြောရုံနဲ့မကဘူးတရားစစ်သူကြီးဆိုပြီးတော့တခါသူ့ကိုယာရုကြီးပြေးလိုက်ပြန်ရောတရားနာပြီလားတရားသူကြီးနေရာမှာယာရုကြီးပြေးလိုက်တော့အရင်တရားသူကြီးဟောင်းတွေကတရားနာမနေပရိသတ်ရေမဆုံးပြရတော့ငွေမရတော့ဘယင်ကပ်ပြီးတော့မဖြစ်ဘူးဗန္ဓုလရှိသမျှတော့ငါတို့ငတ်တိကြမှာသေကြတယ်မလာပါဗျာဘယင်ကိုတော်ကြီးမြောက်စားထားသောတရားသူကြီးမဟာဗန္ဓုလသည်အခုသား32ယောက်နဲ့တယောက်မှာခြံရံသော1000နဲ့ဆိုတော့3200နဲ့သား32ယောက်သူပါတိုင်းပြည်အုပ်ချုပ်ဘယင်လှုပ်ချင်လို့မကောင်းတဲ့အကြံတွေကြမ်းနေကြောင်းပါဗျာလို့တရဥတင်တော်ကောသလဘယင်မှားတဲ့နာဝင်သွားပြီပေါ့ကောသလဘယင်အမှားဝင်ပြီးတော့တရားနာပြိဿခက်တကွယ်တဲ့ငါရဲ့နန်းတော်ရဲ့သတ်လို့တော့မဖြစ်ဘူးတဝဋ္ဌိတိုင်းပြည်တွင်မဟာဗန္ဓုလသတ်လို့မတော်ဘူးတတ်လို့မတော်တော့ကင်ဒီလိုလုပ်ကြစို့ကျွန်းတပုံများထတဲ့နေရာကိုကျွန်းတပုံများရှိတယ်အမောင်သွားပြီးတော့နှိမ်နှင်းရမယ်ဆိုပြီးတော့သား32ယောက်နဲ့လွှတ်မယ်အဲ့ဒီလိုလွတ်တဲ့ချိန်ခါမှာဟေးဒီမှာစစ်ပူချုပ်ကြီးတွေသူ့နောက်ကကပ်ပြီးတော့ပါသွားပါစေဇဏဘုံရောက်တဲ့ချိန်ခါကျမှဗန္ဓုလနဲ့တကွ32ယောက်သောသားတွေကလည်းပင်ဖြတ်ပြီးတော့ယူခဲ့ကြသေချိန်တန်ကသေကြရဆိုတဲ့ကံကြမ္မာ900သောယထာတွေကိုမြားတစင်းနဲ့ဖောက်ခွင်းပြီးခွင်းခဲ့တဲ့မဟာဗန္ဓုလတို့ရဲ့ကံကြမ္မာဆုံးလာပြီပြုတ်ကဲလွတ်လိုက်ရောလွတ်တော်ဗန္ဓုလစစ်သူကြီးမသိရှာဘူးပေါ့သား32ယောက်နဲ့ကျွန်းသဘုံများနှိမ်နှင်းရန်ထွက်ဒီကအတွင်းစကားမှားလိုက်တယ်မသိရအောင်ဖြတ်ခဲ့ကြလည်းပဲဒီလိုနဲ့တရားနာပြေသာကျွန်းသဘုံများနှိမ်နှင်းရန်ထွက်ပြီးတော့သွားလိုက်တာလေကျွန်းသဘုံတွေကလည်းခက်တယ်ဟေးဘာဗန္ဓုလစစ်သူကြီးလာတယ်ကွာဟေးပြေးလာလို့ဟေးလာပြေးလာလို့ပြေးကုန်တာပေါ့ပြေးတာမာဗန္ဓုလစစ်သူကြီးအတန်ကြားယုံနဲ့ကြောက်တော့ပြေးကုန်တော့မရှိဘူးမရှိတဲ့နောက်ဆုံးကတရားနာပြိဿရေသူတို့အပါကပ်ပြီးတော့လိုက်လာတော့ဘယင်ထက်လိုက်တဲ့စစ်ဘိုလ်ချုပ်ကြီးတွေကမဟာဗန္ဓုလနဲ့တကွသား32ယောက်ရဲ့လေပင်တွေကဖြတ်ပြီးတော့နန်းရကအပ်ပါလေပြီခက်တဲ့နော်ပြိဿကတ်လိုက်သွားတာဘာမှမသိတော့ခံရရှာတယ်ပေါ့ခံရတော့မဟာဗန္ဓုလတို့သေတော့တရားနာပြိဿမဟာဗန္ဓုလတို့မသေးခင်ကာလကလေးက
မဟာဗန္ဓုလကတော်ဖြစ်သောမန္လိကမိဖုရားကြီးသည်ရှင်သာရိပုတ္တရာကိုရောမြတ်ကြီးနဲ့တကွာရှင်မောက္ကလာ၎င်းတော်တန်ဃာတော်900အကတဝကအစုံနဲ့ဆွမ်းကတ်ဆွမ်းမကတ်ခင်ကလေးကဗန္ဓုလစစ်သူကြီးနဲ့သင်္သား32ယောက်ကိုခေါင်းဖြတ်ပြီးတော့သစေလို့အမိန့်တော်ကြီးနဲ့စစ်ဗိုလ်တွေကပ်ပါသွားအောင်ထည့်လိုက်သည်ဒီစာကိုရတော့မန္လိကာကြီးကလေစာကိုဟောတယ်လို့အင်ကြီးလေးနဲ့ထည့်ထားပြောဘူးဘယ်သူမှရှင်သာရိပုတ္တရာကိုရောမြတ်ကြီးတို့ဆွမ်းကတ်တော်တရားနာပရိသတ်ကြီးကျွန်းမတယောက်ကပေါ့လေထောပါအိုးကြီးယူလာတော့ခလုတ်တိုက်ပြီးကွတ်ထူကြောက်လေနမိတ်နော်ကန်းကြီးများနှောပါဗျာဇဘူရိနမိတ်ထွန်းတဲ့ကျွန်းဆိုတာဒီကျွန်းကွနမိတ်ဟေအရင်ငါနောက်မှာတပည့်လေး2ယောက်ပါသည်ငါတို့နတ်မောက်ကိုသွားပြီးတော့တရားဟောတော့လေမကွေးကနေငါနတ်မောက်ကူသွားခွေးกว่าကား2ခါဝင်တိုက်နမိတ်ကြောင်းပြောနေကားကခွေးကို2ခါဝင်တိုက်တယ်ပါလာတဲ့တပည့်လေး1ယောက်ရဲ့အဖေကသေးတယ်ပါလာတဲ့တပည့်လေး1ယောက်ရဲ့အမေကြီးကသေးတယ်2ခါတိုက်2ယောက်သေးနမိတ်မြင်းကြမှာ16ညတရားဟောနေအခုဘုန်းကြီးကားလှူထားတဲ့တက္ကနဲ့တက္ကမပါလာဟောမှာသူ့မိသွေးကြီးကနေမကောင်းပကံများကြကွဲမယ်တဲ့သေသေးချာချာကိုင်းဆိုတဲ့ပကံများကသေသေးချာချာကိုကြကွဲပကံများလဲကြကွဲပြီးတော့မင်းမိသွေးကြီးပြက်စီးလို့ပြန်လာပါတဲ့နမိတ်ထွန်းတဲ့ကျွန်းတော့ကလေးသူယူသပင်တဲ့အခုအယူတော်မင်္ဂလာတို့ရှိတုန်းကတော့လက်ဖြတ်ဇက်ဖြတ်ရှာဖြတ်နမိတ်ဖတ်အမတန်ရဲမြင်မလားဘယင်ကသူ့ရှေ့မှာလေအုပ်ဆောင်ကြီးနဲ့အုပ်ထားတဲ့ကြွက်ဘာကောင်တော့ဟဲ့တဲ့ဖွင့်မကြည့်ပဲပြောရဟိုကနမိတ်ရှာတော့လမ်းတွေ့ကြတာဆင်တွေတွေ့ကြဆင်တော့လေအုပ်ဆောင်နဲ့မအုပ်နိုင်ဆင်နဲ့တူတာဘာရှိဝက်တော့လည်းမအုပ်နိုင်တော့ဝက်နဲ့တူတာပါရှိကျွဲတန်းအုပ်ဆောင်တဲ့ကျွဲစီရော်တဲ့ကျွဲဖြစ်ရဘယ်လိုမှတန်ရမဝင်မဲနဲ့ရဲတင်းတော်ဥတင်နဲ့မှန်လားပါအုပ်ဆောင်တဲ့ကျွဲရှိရောက်ပါဗျာဟေးဘယ်ကြီးမြဘုရားမနေပြီကွမှန်လားပါဘယ်နှကောင်ဆိုတာဆက်မေးတော်မူပါဗျာအယူတော်မင်္ဂလာဘယ်နှကောင်လဲကွာမှန်လားပါ3ကောင်ပါဗျာဆင်က3ကောင်တွေ့ခဲ့ကျွဲတကောင်နဲ့အုပ်ထားတာဆိုတော့မာရကွာဖွင့်အုပ်ဆောင်ဆိုပြီးတအားဖွင့်နဲ့ကျွတ်မကြီးကအဲ့ဒီထဲတင်ကျွက်ကလေး2ကောင်မွေးနေဟော3ကောင်နဲ့ဗျာနမိတ်ပရိသတ်ရဲ့ဒီထဲပရိရှိချထားတဲ့ရွှေကိုအိတ်ကလေးလက်နဲ့ဒီလိုစမကြည့်ပဲနဲ့အချိန်မလောက်ရှိသလဲမေးနမိတ်ကဆင်တင်းကိုကတ်တီကျိုးနေတာတွေ့ခဲ့တယ်ကတ်ကျိုးခြင်းကြောင့်မှန်လားပါကိုကြသားဖြစ်ကြောင်းပါဗျာချိန်ကြီးတရွေးသားမရော့နမိတ်ထွန်းတဲ့ကျွန်းဟိတ်ရွှေဘိုးဘုန်းကြီးစာတင်သားဘုံကသွားတရားဟောတယ်ပြိဿမန္တလေးဘူရာကြီးပေါ်ဖြတ်ထားတဲ့ဂုံတရာခလုတ်တိုက်စရာဘာမှမရှိဘူးအဲ့ဒါဘုန်းကြီး4ဘက်ထောက်ရက်လဲတယ်ခလုတ်တိုက်ပြီးတော့ဘာမှမရှိဘူးခလုတ်တိုက်စရာခရီးသွားကနီးဘာလိမ့်မလို့တခုခုပဲစိတ်ကလေးလာဘာတခုခုမဘာမှတိုက်စရာမရှိဘဲနဲ့နိဗ္ဗာန်နဲ့လဲနေနာလို့ဖြစ်ဆက်သွားတာပဲရွှေဘူလဲရောက်ရောတရားနာပြိဿနောက်2ရက်လောက်နေတော့သတင်းစာထဲပါလာတယ်ကြံဒီကံရွာမီးလောင်ခြင်းအမေအိမ်ပါသွားပြောင်းကျုပ်လဲကြောင်းပြန်ရောအမေတို့ကသူများပေးတဲ့ဇလုံလေးတွေနဲ့ထဲ့စားငိုလိုက်တာခြေတော့ဖက်ပြီးတော့အမေမငိုနဲ့ကျုပ်သိတယ်လို့ကျုပ်ကဥပါဒာကြောင့်ဥပရောက်မှစိုးလို့ကျုပ်ခလုတ်တိုက်တဲ့နေ့မန္တလေးကထွက်တဲ့နေ့ကြံဒီကံမီးလောင်တာပဲလို့သတင်းစာထဲပါလာ
ဒါကြောင့်ကွယ်နမိတ်ထွန်းတဲ့ကျွန်းမို့လို့ကောင်းတဲ့စကားလေးတွေသုံးကြစမ်းပါတယောက်နဲ့တယောက်တွေ့လို့နှုတ်ဆက်တာတောင်မှအတုမဘယ်ရပြန်လားကျမဈေးရပြန်လားအတုမချမ်းသာပါစေတော်တော်လည်းချမ်းသာပါစေတော်ကောင်းမှုလားပြိဿချမ်းသာပါစေပြောကြစမ်းပါတကယ်ချင်းဘယ်ရပြန်လားတော့ငါရုပ်ရှင်ရပြန်လားချမ်းသာပါစေကွာမင်းလည်းချမ်းသာပါစေကွာဒီလိုပြောစမ်းပါခုတော့မဟုတ်ပါဘူးတယောက်နဲ့တယောက်တွေ့လို့နှုတ်ဆက်ကြတဲ့ကွာမင်းသေးသေးပဲကိုကွာမသေးလို့မှတွေ့နေတာတောင်ပြောမြောက်ပြောနေဒီထက်တယောက်နဲ့တယောက်စီဝါရေးမွေးလိုက်တယ်ဘယ်နဲ့တော့ဟေးတယ်မင်းတို့စီဝါရေးရှင်နေဆင်းပြေလာတယ်ငါလူရေးတော့မစားတာပါဘူးကွာခင်ဗျားတို့စကားတွေကဟုတ်ကိုမဟုတ်ဘူးဇဘူရိနမိတ်ထွန်းတဲ့ကျွန်းကောင်းတာကိုရွေးပြောရင်ကောင်းတာကိုဖြစ်နိုင်သည်မှန်လားပြိဿအခုကြည့်ထောပတ်စီအိုကြီးကြကွဲပြီဟိုမှာဗန္ဓုလနဲ့ဗန္ဓုလရဲ့သား32ယောက်ကိုခေါင်းဖြတ်မှာဒီကထောပတ်စီအိုးကကြကွဲပြီထောပတ်စီအိုးကြကွဲတော့ဘေးကပြောတယ်ဘယ်လိုအကြောင်းပါလိမ့်မတော့နော်ဟိုကလည်းကျွန်းသဘုံများနှိမ်နှင်းသွားနေတယ်ဒီတော့ရှင်သာရိပုတ္တရာကိုရောမြတ်ကြီးကဟဲ့မလီကာဒီကိစ္စနဲ့ပတ်သက်ပြီးတော့အလှူဒါနအနှောင့်အယှက်ဖြစ်အောင်များစိတ်မချမ်းမသာမရှိလေနဲ့နော်မြတ်အရှင်မြတ်ဗျာဖရာတပည့်တော်စီထောပါစီအိုးကြကွဲတာကြောင့်တပည့်တော်စိတ်အနှောင့်အယှက်မဖြစ်ပါဗျာဖရာတပည့်တော်သည်ဟောဒီမှာဗျာတဲ့မဟာဗန္ဓုလစစ်သူကြီးနဲ့သား32ယောက်ကိုခေါင်းဖြတ်ပြီးတော့ယူစေလို့တတ်စေလို့ဆိုတဲ့အမိန့်တော်ကြီးဘယင်ကောသလမှတ်လိုက်တာကိုဖရာတပည့်တော်မှာသိပြီးပါသဖြင့်ဒီစာရတုံးကတောင်မှဆွမ်းကတ်တဲ့ကိစ္စကိုမကြည်မသာအနောက်အရှက်မဖြစ်ပါဘဲနဲ့ထောပတ်စီအိုးလေးကြတာလောက်တော့ဖြင့်တပည့်တော်အနောက်အရှက်မဖြစ်ပါဗျာသို့ပါတော့လေဟဲ့သမီးတို့လာကြစမ်းချွေးမ9ယောက်ခေါ်လို့သမီးတို့ငါရဲ့လင်သားဖြစ်သောဗန္ဓုလစစ်သူကြီးနဲ့သင်တို့ရဲ့လင်သားဖြစ်သောငါဤသား32ယောက်သည်ယခုသေချိန်တန်ခသေကြရလိမ့်ပြီသူတို့ကံကဒီအချိန်ဒီလိုတပြုံကြီးသေရမယ်ဆိုတဲ့ကံပါလာလို့သမီးတို့ဒီကိစ္စနဲ့ပတ်သက်ပြီးတိုင်းပြည်အုပ်ချုပ်တဲ့ဘယင်ကောသလကိုဘယ်လိုနည်းနဲ့မှအမြင်မထားကြနဲ့အပြစ်လည်းမတင်ကြနဲ့သေချိန်တောင်းလို့သေကြရတာပဲသမီးတို့လို့ပြောလိုက်တော့ချောင်းနားထောင်နေတဲ့မင်းချင်းယောက်ျားတယောက်ကဒီကိစ္စဘယင်တော်ဥတင်ရောဗျာဒေသကြီးဘသူတော်ဥတင်နော်ဘယင်တော်ဥတင်တော့ဘယင်ယူကြုံမရဖြစ်ပြီဟေးဒုက္ခပါပဲလားကွာဒါဖြင့်အမှားမရှိတဲ့သူရဲကောင်ဖြစ်သောမဟာဗန္ဓုလစစ်သူကြီးနဲ့တကွာသား32ယောက်ကိုတတ်တာမှားပြီဘိကြီးများငါမှားပဲမန္လိကံဘီဘုရားကြီးနဲ့သူရဲ့ချွေးမ32ယောက်ရှေ့တော်သွင်းစေရှေ့တော်သွင်းစေဆိုတော့သူမှားတဲ့အကြောင်းနေမန္လိကကြီးအားပြောပြီးတော့ကင်သင်လိုသောဆုကိုတောင်းတော်တောင်းမိသားပါဗျာဘုရင်ကြီးကလည်းပေးပြီးသားပါပဲဗျာမဟုတ်သေးဘူးသင်လိုသောဆုကိုသာတောင်းတော့မှန်လားပါဗျာဖျက်ကျွန်တော်မျိုးမကြီးတောင်းရမယ်ဆိုရင်ဖြင့်မိဘရဲ့ထံတို့ဖျက်ကျွန်တော်မျိုးမနဲ့ချွေးမ9ယောက်ပြန်ပို့ပေးတော်မူပါဗျာဒေသကြီးအပို့ခိုင်းမလားခိုင်းတယ်နော်တို့လေးခိုင်းရလားမဟုတ်ဘူးလေဘေးလူတွေလန့်ဖြန့်သွားမှာစိုးလို့ပရိသတ်ကြီးအပို့ခိုင်းမလားအပို့ခိုင်းနေတရားနာပရိသတ်ရဲ့ဒီလိုအပို့ခိုင်းတော့တရားနာပရိသတ်ကြီးမာလိကာတို့ပြန်ပို့မာလိကာတို့ပြန်ပို့ပြီးတဲ့နောက်တရားနာပရိသတ်ရေကျွတ်တို့မြတ်စွာဘုရားပရိနိဗ္ဗာန်စံတရားနာပရိသတ်ရေကျွတ်တို့မြတ်စွာဘုရားပရိနိဗ္ဗာန်စံသောခါမှာလေမန္လိကာကအဲ့ဒီဘုရားပရိနိဗ္ဗာန်စံတဲ့ချိန်ခါမှာသူ့ရဲ့ပရိသေ904လလုံးမှပြီးတဲ့အဖိုးကိုးကလေးထိုက်တန်တဲ့မဟာလတာတန်းစာကြီးကိုလေ
ဖယားအလောင်းတော်ကိုဆေးကြောပြီးသူဖုံးလွှမ်းနေသိကြက်ပြီးရှိတဲ့ပြိဿအမတန်ကြည့်လို့ကောင်းတာပြိဿမဟာလတတန်းစာကြီးဝစ်ပြီးတော့မြန်သွားလိုက်မယ်ဆိုရင်လေအိုးဟိုခေါင်းပေါ်ကဒေါင်းရုပ်ကလေးကဒေါင်းဟိုအယုတ်မထင်ရဘူးဒေါင်းအရှင်လေးကလိုက်လာတယ်လို့ပဲဒီတဲ့ဗရိသင်900လေးလလှုပ်ထားတာဆိုတော့နတ်စီနတ်ဆောင်တီးတဲ့ကဲသူစီးကြိုက်ဝါးကြိုက်အမလေးသွားတဲ့အချိန်ခါမှာလူကလှုပ်တော့ဒေါင်းကလေးကအရှင်ကလေးကကနေတယ်လို့ဒီတဲ့ဟိုဟာရီယာယရနာသားနေထိခတ်တော့နတ်စီနတ်ဆောင်တီးတယ်လို့စီးကြိုက်ဝါးကြိုက်ဒီလောက်ထိအောင်တတ်နိုင်တယ်ပြိဿအဲ့ဒီမဟာလတတန်းစာကြီးကိုမြတ်စွာဘုရားကိုတော်မြတ်ကိုဖုံးလွှမ်းနေဖုံးလွှမ်းပူဇော်ပြီးတော့မြတ်စွာဘုရားဓာတ်တော်ယုတ်ကလကြီးဖုံးလွှမ်းပြီးတော့ခါသူဆူတောင်းလိုက်တာကဘုရားတပည့်တော်ပါသည်ဒီမဟာလတတန်းစာကြီးကိုမြတ်စွာဘုရားရဲ့ယုတ်ကလဓာတ်တော်အဖုံးလွှမ်းပြီးတော့ပူဇော်သောကောင်းမှုကြောင့်မြတ်စွာဘုရားဖြစ်လေရတန်တရားမှာဘုရားတပည့်တော်သည်အဝတ်တန်းစာအမြဲတစေမညှိုးနွမ်းပဲနဲ့စံစားပြီးဆင်းနေနိုင်သောကိုဖြစ်ရပါလို့ဤဗျာလို့တောင်းလိုက်တော့အဲ့ဒီဘဝကသေတဲ့ချိန်ခါမှာဟောတရားနာပြိဿရေနတ်ပြည်တို့ရောက်ပါတယ်ဗျာပြိဿကြီးမန္လိကပဲရောက်သွားတော့မန္လိကဒီတာဝရိန္ဒနတ်ပြည်တို့ရောက်ပြီးတော့အဝတ်တန်းစားနဲ့တကွာဗိမ္မာန်ကြီးနဲ့တကွာခံစားရပါတယ်လို့ဆိုတာတရားနာပြိဿလည်းသိသွားပြီ။ကဲသိသွားတော့ဒါရှိစေအောင်တော့အဲ့ဒီဗန္ဓုလစစ်သူကြီးရဲ့တူပေါ့တရားနာပြိဿအဲ့ဒီတူကဒီကကာရယနာလို့ခေါ်တယ်ဒီကကာရယနာကတရားနာပြိဿငါဦးကြီးတော်ဖြစ်တဲ့ဗန္ဓုလစစ်သူကြီးနဲ့သား32ယောက်တတ်သောကောသလဘယင်အားဒီလေငါလက်စားချီမယ်ကိုပြိဿရဲ့ခဲတာတတ်တဲ့လူကလည်းတလှဲ့စီသတ်ပြီးတော့ဒီလိုနဲ့ပဲတယောက်နဲ့တယောက်ဒုက္ခပေးပြီးအသက်ကုန်ကြမယ်ကိုပြိဿကြီးဒီလေငါပြန်တော့မယ်လက်စားချီခြင်းတော့ဒီကကာရယနာဖြစ်တဲ့ကျွတ်တို့ဗန္ဓုလစစ်သူကြီးရဲ့တူကလေဟောမြတ်စွာဘုရားကိုတော်မြတ်ဖူးမြော်ကြောသွားတဲ့ကောသလဖူးမြောက်ကြောသွားတဲ့အချိန်ခါမှာတရားနာပြေးတာမင်းမြောက်တစား5ပါးထားပြစ်ခဲ့ပြီးတော့သူကမင်းမြောက်တစား5ပါးထားပြီးတော့ဘုရားထံသွားဖူးဘုရားထံသွားဖူးတာအဲ့ဒါလေဗန္ဓုလစစ်သူကြီးရဲ့တူကသူကလည်းစစ်သေးနာပတိချုပ်ကိုပြိဿရှင်မရင်ဆက်ချီမြောက်လို့အဲ့ဒီစစ်သေးနာပတိချုပ်ဖြစ်နေဆက်ချီမြောက်ခြင်းခံရတော့မြတ်စွာဘုရားထံမှာကောသလရှင်မင်းကြီးတပါးတည်းဝင်သွားတော့ဒီကကာရယနာကစဉ်းစားအရင်တခါလဲကောသလဘယင်သည်မြတ်စွာဘုရားထံသို့ဒီလိုတပါးတည်းဝင်သွားပြီးခဲ့တဲ့သုံးလောကထေပေါ်ပြီးဘယ်လိုလှုပ်ကြတယ်မသိငါဦးကြီးတော်သတ်တာလဲဘုရားထံကထွက်လာပြီးသတ်တာအခုလည်းပဲဘုရားဘာတောင်ပါနေတယ်နော်ဟိုကောင်ကြီးလှုပ်တာကကြီးဘုရားဘာတောင်ပါနေတယ်ပြိဿရဲ့အဲ့ဒီစစ်သူကြီးဒီကကာရယနာကနေပြီးတော့ gain မဖြစ်ဘူးအခုဘုရားထံသွားတယ်ဘုရားထံကပြန်လာရင်ငါရဲ့ဦးကြီးတော်ဗန္ဓုလစစ်သူကြီးကိုတတ်တယ်လို့ငါလည်းဒီလိုတတ်အောင်မှာပဲမဖြစ်ဘူးဒင်းငါအရင်တတ်မှဖြစ်ရင်တတ်မှဖြစ်မယ်ဆိုပြီးမင်းမြောက်တစားတွေယူသွားပြီးတော့တရားနာပရိသတ်ရေဝိတရူပအဲ့ဒီကျွတ်တို့ကောသလရဲ့သားဖြစ်သောဝိတရူပမင်းမြောက်တစား5ပါးဆင်းစစ်တပ်ကလည်းမရှိဘူးကောသလရဲ့စစ်တပ်ကဟိုပါသွားပြီတရားနာပရိသတ်ရေကောသလစစ်တပ်ကိုခေါ်သွားပြီးတော့ကောသလရှင်မင်းကိုမှားပစ်ခဲ့တယ်ဒီကကာရယနာကအဲ့ဒီမှာမိမငယ်တယောက်ထားခဲ့မောင်းမဘယင်းကမြတ်စွာဘုရားထံကဖူးမြော်ကြတော့ပြီးတော့ပြန်ထွက်အလားဟဲ့မောင်းမဘုရားဘယ်နဲ့တော့ဟင်ငါစစ်တပ်မရှိပါလားမလာပါဗျာဗန္ဓုလစစ်သူကြီးနဲ့ဗန္ဓုလစစ်သူကြီးသား32ယောက်ကိုတတ်ထားတာအာဃာတပြုတ်ပြီးတော့ယခုဒီကကာရယနာကြီးစစ်တပ်ပါခေါ်သွားရဝိတရူပမင်းမြောက်တစား5ပါးဆင်ပြီးတော့အသင်မင်းတရာကြီးရဲ့သားအာမင်းမြောက်လိုက်ပါပြီဗျာဟေးဘုရားမဖြစ်ဘူးဒီတိုင်းဆိုရင်ပြီးတော့ဘာမှသွားသေးတော့အသက်မသေးခြင်းရင်မလိုက်ခဲ့နဲ့တဲ့ဘုရားဟင်လိုက်သွားလို့ပြေးမှာပဲမဖြစ်ဘူးငါတစ်ခေါင်နဲ့ကြံတော့တာမဖြစ်ဘူးဒီတိုင်းဆိုရင်ငါရဲ့တူတော်ဖြစ်တဲ့အဇာတတထံတော့ပြီးတော့ငါကူညီတောင်းဧတာအဇာတတဆိုတာလေ
ဗိမိသာရမင်းကြီးနဲ့ကောသလကမောင်းလဲနှမလဲသမီးရောက်ဖကိုဗျသမီးရောက်ဖကိုအဇာတတကသူ့တူပဲပြိဿရဲ့အဇာတတကသူ့တူဆိုတော့ဟောကောသလကအဇာတတထံသွားရောအဇာတတရဲ့ထံသို့သွားသောခါမှာတရားနာပြိဿရဲ့ရှင်ဘရင်မြေပြင်နင်းပြီးပဲတလောက်သွားဘူးမသွားဘူးတော့ခြေဝါလည်းသွေးကြီးတွေဥလာပြီမစားတဲ့အစာတွေစားလာလို့အစာကမကြေဘူးပြိဿမောင်းမလေးနဲ့နှစ်ယောက်ထဲသွားရမောင်းမလေးနဲ့မောင်းတီကြီးနဲ့ပေါ့လေဟုတ်သားပဲဒီကမောင်းမဆိုမောင်းတီရှိတော့တာပေါ့နှစ်ယောက်သွားရတာနှစ်ယောက်ထဲသွားတော့အချိန်ကလည်းမလှဘူးတရားနာပြိဿမြို့ထဲလည်းဝင်ချိန်မရတော့ဟောဇယတစ်ခုမြို့ပြင်ဘက်အဲ့ဒီဇယတစ်ခုမြို့ပြင်ဘက်မှာဇယပေါ်မှာနေရင်းနဲ့ဝင်းထဲကအစာမကြေသောယောဂာနဲ့ကောသလရှင်ဘရင်သည်မောင်းမလေးရဲ့ရင်းကွင်းမှာပင်နတ်ရွာဆန်လို့ကံတော်ကုန်ရပါသည်ဗျာနတ်ရွာဆန်ကံတော်ကုန်တော့မောင်းမလေးတယောက်တည်းမျက်စိတငယ်နားတငယ်နဲ့ဘုရင်ကြီးဖျားအားပါလေတိုင်းပြည်အုပ်ချုပ်မင်းလုပ်ပြီးတော့လာခဲ့ရမှာအခုတော့စုပ်စုပ်နှုတ်နှုတ်ဇယပေါ်မှာဖယုတ်ဒုက္ခသေးရလေကြီးအားပါလေဖျားကြီးတော်မျိုးပါကြီးပဲလို့လုပ်ပြီးတော့ပြေမငိုတော့ပေါ့ကွာပြေသားကြီးငိုဘူးလားပြေသားကဲငိုတယ်လို့သာမှတ်ပေါ့ငိုတယ်လို့မှတ်ပြီးအဲ့ဒီမောင်မကအကြောင်းကြတော့တူတော်အဇာတသထွက်လာတူတော်အဇာတသထွက်လာပြီးကြည်လိုက်တော့သူဥကြီးတော်ဖြစ်နေသည်ဥကြီးတော်ဖြစ်တဲ့ကောသလအားတရားနာပြိဿရေဖုတ်ကြီးသင်ကြူပြီးတဲ့နောက်ငါဥကြီးတော်တတ်ရက်တဲ့ဝိတရူပဟေးမင်းလည်းအဇာတသနဲ့တွေ့ရပါကွာဟေးဝိတရူပမင်းနဲ့အဇာတသနဲ့တွေ့ရမှာကွာလာယခုစစ်တပ်နဲ့သွားပြီးတော့တတ်မယ်ဆိုတော့ပညာရှိတဲ့အမတ်များကမှန်လာပါဗျာကောသလရှင်ဘုရင်ကြီးအသက်မသေးသေးဘူးဆိုရင်တော့ကိုတော်လေးသွားသင့်ပါဗျာဥကြီးတော်ဖြစ်တော့ကောသလဘယင်းနဲ့ရွာဆန်ကန်းတော်ကုန်ပြီးမှုမသွားသင့်ပါဗျာဟိုကလည်းတခြားမှမဟုတ်ဘဲနဲ့ဝိတရူပဆိုတော့ကောသလကမွေးတဲ့သားကိုနဲ့ညီအကိုဖြစ်နေတော့ထီနန်းစည်းစိမ်ကူသာချမ်းချမ်းသာသာကိုအလူနဲ့ကိုခံစားပါဗျာလို့ဖြောင်းပြထားလိုက်တော့အဇာတသမသွားဖြစ်ဘူးပေါ့မသွားဖြစ်တော့ကျွတ်တို့ဒီကနေ့ဇက်လန်းကတော့ဗန္ဓုလကိုဖမ်းဖို့လိုက်သောယထာဘောမှသူရဲကောင်900စီသေခြင်းကြလို့သေရတာကတပြုံကြီး900ဗန္ဓုလစစ်သူကြီးနဲ့32ယောက်တော့သားတို့ကလည်းသေခြင်းကြလို့သေရတာကတပြုံကြီးပါနောက်ပြီးတော့တရားနာပရိသတ်ကြီးဟောကောသလကြီးကလည်းထီနာအုပ်ချုပ်မင်းလို့ရတော့လဲသေခြင်းကြလို့သူသေရတာကသူ့ကံကြမ္မာကလည်းဇယပေါ်မှာဘယ်မှာသေသွားတော့ပရိသတ်ဒီဇလန်ဆုံးသေးဘူးနော်မဆုံးသေးတော့ဇယပေါ်မှာကောသလနတ်ရွာဆန်တဲ့နေရာမှာခိတ္တဒီကနေ့ထားလို့မနှက်ဖြင်ငါကြမှာဒီဇတ်သွားကြီးဆက်ခေါ်ကြပါစို့ကိုင်းဆိုကြတကဘာလုံးမှမြတ်သတ္တာချမ်းသာကိုစိတ်မြဲပါစေအားလုံးကိုယနေ့ညကြွရောက်လာကြတဲ့တရားနာပရိသတ်ကြီးချမ်းသာကြပါစေအားလုံးကိုယနေ့ညကြွရောက်လာကြတဲ့တရားနာပရိသတ်ကြီးကျမ်းမာကြပါစေကဲအိမ်ပြန်ပို့ကြပါစို့အတ္တဂေဟေပြောသမျှဟောသမျှတွေကသဘောမကြပဲအပြစ်တွေးကြလျင်ရှေးရင်နေဖုံမုံစိတ်တွေပြစ်ပြသေးသည်သောမိမိတို့အငရာဌာနသို့နိဝတ္တန်တို့သည်ခမေသာပြန်ကြပေတော့နိဝတ္တန်တို့မေတ္တာရေပခါဖြောင်းလိုက်မယ်ပြစ်ပရာတွေဝေးရပြစ်ပရာတွေဝေးရကမြန်စီရောပြီးကိုစိတ်နှဖျားကလျှံပြီးကိုစိတ်နှဖျားချမ်းသာစွာဖြင့်မှန်စွာမနေပြန်ပါလေတော့ပြန်ကြစေကုန်သတည်း